ကိုကြီးကားချောင်းရှင်းပြမယ်စတီယာရင်ကိုလှဲလိုက်တာနဲ့ဘိန်းတွေလှဲ့တယ်အလွန်ရိုးရှင်းတယ်လို့ထင်ရပေမဲ့အတွင်းမှာအလုတ်လုတ်ပုံကစိတ်ဝင်စားစရာကောင်းပါတယ်ဒီစနစ်ပြည့်ရင်စတီယာရင်ကလေးမယ်ပြန်မလှဲ့ဘူးချော်မယ်တုံမယ်ဒါဆိုစတီယာရင်စနစ်ဘလို့အလုတ်လုတ်တယ်လဲစတီယာရင်စနစ်မှာအဓိကအစိပ်ပိုင်း၄ခုပါတယ်တစ်စတီယာရင်ဘိန်းနဲ့တိုင် steering wheel and column ဒါကတင်ထိန်ချုပ်တဲ့နေရာပါတင်လှဲတဲ့အားက steering တိုင်ကနေအောက်ကိုဆင်းသွားတယ်။နှစ် steering ရက် steering rack အဓိကအစိပ်ပိုင်းဒါကအဓိကအစိပ်ပိုင်းမှာအတွင်းမှာဂီယာသွားတွေပါတယ်။ steering ရဲ့လက်ချင်းကိုဘယ်ညာရွေ့ခြင်းအဖြစ်ပြောင်းလဲပေးတယ်။ဒါကိုတောင်တန်းလမ်းမှာတက်ရင်ကားလမ်းပေါ်က steering ကပြန်လှည့်တဲ့အထိခံစားရနိုင်ပါတယ်။သုံး tie rod ဆက်တံများ steering ရက်နဲ့ဘိန်းတွေကိုဆက်ပေးတယ်။ရက်ကရွေ့တဲ့အားကိုဘိန်းတွေစီပို့ဆောင်ပေးတယ်။လေး power steering အားကူစနစ်နှစ်မျိုးရှိတယ် hydraulic power steering CPR သုံးပြီးအားကူပေးတယ်စီနဲ့ရင်ဝီးမိတယ် electric power steering လျှက်စစ်မော်တာသုံးပြီးအားကူပေးတယ်စီမလို့ဘူးပိုတိတ်ဆိတ်တယ် steering စနစ်ပြတ်တဲ့လက္ခဏာများ tie rod ပြတ်ရင် steering ထဲမှာအကြားအကွက်ရှိမယ်ဘိန်းတွေလှည့်ဖို့နောက်ကျပဲလမ်းပေါ်မှာကားထင်းရက်ခတ်မယ် steering rack ပြတ်ရင် steering ကလေးမယ်ဂျုံဂျုံနေပဲ power steering ပန့်ပြတ်ရင် hydraulic ဝီးမိမယ် steering လေးမယ်ဒါဆိုမေကွန် steering ထဲမှာအကြားအကွက်ရှိတယ်ဆိုတာဘာကိုဆိုလို့တလဲအဖြေက steering ကိုဘယ်ညာလဲအခါဘိန်းတွေချက်ချင်းမလဲပဲအနှဲငယ်လွတ်နေတာကိုဆိုလို့တယ်ဒါက tie rod အစစ်တွေပြတ်နေတာဒါမှမဟုတ် steering rack ပြတ်နေတာဖြစ်နိုင်တယ်ချက်ချင်းဆိုင်ပြနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ